ပတ်ကြည့်ပေးတဲ့အားလုံးပြောသိခြင်းတဲ့အတွက်မိဘပြန်ကြီးကမကြခင်ချိန်လေးမှာကောင်းကင်ကိုပြန်တန်းတော့ပါဟယ်လိုဆက်ထရဘယ်လိုဖြစ်လဲဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့မြေတားရက်ခံနေတာတော့အောက်မှာရန်နေအများကြီးပါတဲ့အတွက်မိဘပြည်သူများကိုဝေဝေးလေးနေပေးပါပါခင်ဗျာဟုတ်ကဲ့အားလုံးပြောဆိုခြင်းကြပါလေအောက်မှာရန်နေအများကြီးပါတယ်နော်ရန်နေလိုက်ဖက်ရတာဟုတ်ကဲ့ဒီမှာတစ်ခါပါအားလုံးပြောဆိုခြင်းနဲ့ဗျာဒီကိစ္စအားလုံးတည်တည်နေโอเคကျွန်တော်တို့ဒီမီလုံးကကျွန်းပြီးတော့ဒီလိုကြည့်ရင်အကပဒေလာတွေပါအားလုံးပြန်နေတယ်နော်အဆိုကားတွေလာရင်ကျွန်တော်တို့ပြန်နေပါမယ်ကျွန်တော်တို့ဒီမီလုံးကရွက်ပြီးလို့ရှိရင်ဘယ်လိုလာမယ်အကပဒေလာအမင်းကျွန်တော်တို့ဒီလိုနဲ့အများကြီးလက်ပေါ်ရှိပါသေးတယ်ဒီတော့ဒီလိုအားပေးကြပါဦးခင်ဗျာတော်ရွှေနဲ့လက်ခုပ်ကကျင်းစားပြပါလေအားလုံးဝင်လာပါလေဒီတဲ့ပေးကြည့်လို့လေမနေ့ကကြားကြရင်ကျွန်တော်တို့ဖြောင်းပြပြဆက်ဖို့ညာကြီးပါသေးတယ်လာပြီးတော့အားပေးကြပါဦးလို့ပြကလက်ကပါလေဗျာဒါမှလည်းကျွန်တော်တို့ခွဲတော်ညလုံဆက်ပြီးတဲ့ဒူရီယာခွဲတော်ညခွဲတော်ညစိတ်စီတော်လေးနဲ့တော်လေးတော်ဟုတ်ကဲ့ခွဲတော်ညခွဲတော်ညဒီကျန်ဒီလိုမျိုးလွတ်ပြီးရတယ်ကျွန်တော်တို့မိသားဥပိ္ပခာနာကျွန်တော်တို့လုပ်ပါဖြစ်ပါလေခွဲတော်ညအားပေးကြပါလေဒီကပြည်သူကြောင်းလုပ်ပါပါခင်ဗျာလုံဆက်ပြီးတဲ့ဒူရီယာခွဲတော်ညခွဲတော်ညစိတ်စီတော်လေးနဲ့တော်လေးတော်ဟုတ်ကဲ့ဒီလိုမျိုးလို့ရှိရင်ဒီဒီတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီကဥပ္ပိခာနာကဒီလိုနဲ့ဆက်လို့ရှိပါလေခင်ဗျာဘေးကကြီးအားလုံးအနေနဲ့ကြည့်ပါနည်းနည်းနောက်တော့ပြပါနော်ပြီးတော့အများကြီးသိနေတယ်ဟုတ်ကဲ့ကျန်ဒီလူငယ်တွေရတယ်ကျိုးသားပန်းသားနဲ့လွတ်တင်လိုက်ပါပြီခင်ဗျာလက်ခုပ်ကလည်းချီးပြီးပါခင်ဗျာဟုတ်ကဲ့ခင်ဗျာဒီလိုရရဖြစ်အခုဆိုရင်ကပ်ပါပါခင်ဗျာဒီလိုအားရနော်နည်းနည်းရှာဖို့ပါပေးနေပြီဒီရချဝဲပါခင်ဗျာဒီရချဝဲပါဆောဒီရချအောင်ချဝဲပါရောလာလာကျွန်တော်တို့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဆက်ပြီးတော့တောင်းတဲ့ပွဲတော်ကြီးရှားနေကြမှာပြောပြကြီးပါအားလုံး